Hello what's up အားလုံးမင်္ဂလာပါကျွန်တော်ကပါရင်ပါဒီနေ့မှာတော့ကျွန်တော် PC ကိုလာစီမှာဖြစ်ပါတယ်PC ကျွန်တော်ခံပြောင်းကြတဲ့ကျွန်တော် PC ကိုမစီရသေးပါဘူးပြီးတော့ဟာထဲမှာထည့်ထားပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော် PC စီမှာဖြစ်ပါတယ် PC စီပြီးရင်ဘယ်လိုအနေထားလဲဆိုတော့တစ်ချက်တော့ကြည့်ကြပါလို့တောင်းဆိုပါတယ်အားရတူငယ်ချင်းနှစ်ယောက် PC ကျွန်တော် PC စီမှာဖြစ်ပါတယ် Let's go သင်ကြရအောင်ခုကတော့ဖားထဲမှာထည့်ထားတဲ့ပစ္စည်းဖြုတ်နေရပါပြီနောက်ကျွန်တော် PC စီးပြီးနေကျွန်တော်ဒီထိုက်မှာကျွန်တော်ဗီဒီယိုရဲ့အကောင်းဆုံးကျွန်တော်ဆက်ပြီးတော့တင်ပြပြပါတယ်ကျွန်တော်အများကြီးအားပေးတဲ့သူတွေလည်းအများကြီးချော်တယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်ထပ်ဒီလိုမကားလည်းအများကြီးကြိုးစားတော့မှာပါခုကတော့ကျွန်တော် PC စီးနေပါတယ်ဟိုကတော့ပိုင်းနဲ့ပိုင်း duration ဆင်နေပြီးတော့ပြင်ဆင်နေပါတယ်ပြီးတော့ပြီးခဏပါပဲကြိုးဆက်ဖို့ပဲကြံတော့ရတယ်ကြိုးဆက်ဖို့ကတော့ပိုင်းတစ်ယောက်ပဲလောက်လိုက်တော့မယ်ပိုင်းကတော့ကြိုးဆက်တာတီးတယ်ဆိုတော့ကျွန်တော်တစ်ယောက်တည်းပဲဆင်လိုက်ပါတယ်သူအချင်းကတော့ကျွန်တော်ဟိုကပ်ပိုအရှိမကပ်ပိုပြင်ဆင်နေပါတယ်ကျွန်တော်ဒီမှာကြိုးတွေပါတယ်ကျွန်တော်အကုန်လုံးထည့်လိုက်ပါတယ်ထည့်ပြီးတော့အရင်လှလားမလှလားမသိပါဘူးကြည်ကြပေးပါလို့တောင်းဆိုပါတယ် Okay ဒါဆိုဆင်းကြရအောင် Let's goနောက်ဆုံးတော့ကျွန်တော် PC စီပြီးတော့ကျွန်တော်ဒါနဲ့ကျွန်တော်စီပြီးဆိုတော့ကျွန်တော် PC ခုရရအောင်ကျွန်တော်စိုင်းပြီးတော့ခုရှိလာမလာဘူးလားဆိုတော့မသိသေးပါဘူးဒါဆိုခုကြည့်အောင် 1 2 3စောင့်ကြည့်နေပါအခုကတော့ပိုင်းရဲ့ PC ဆင်ပြီးတော့ပါပြီဗျာအရန်လှလာဗျာကျွန်တော်ရဲ့ပြစ်ထဲထားတဲ့ PC ပစ္စည်းတွေတော့ကျွန်တော်သိချင်တယ်ကျွန်တော်စီပြီးမှလာမေးလို့ရပါတယ်เนาะကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အခုပိုင်းရဲ့ဗီဒီယိုကိုပိုင်းရဲ့ PC စင်တဲ့ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကလေးအများကြီးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဆိုရင်ပိုင်းနဲ့တူတူထပ်ဆောင်ကြမယ်เนาะ Bye bye